လေများရဲ့ဝန်းကျင်ဈေးပိတ်တယ်ကြောင်းပိတ်တယ်ရုံးပိတ်တယ်ပါဇက်ပိတ်လို့မရဘူးခမအဲ့ဒီပိတ်မရတဲ့ပါဇက်တွေတက်ရှင်စင်ကြယ်နေဖို့အတွက်ပါဇက်တွေဘာဖြစ်လို့များဒီလောက်တောင်လှုပ်ခတ်နေကြတယ်မသိဘူးအဲ့ဒီပါဇက်တွေသာအလုံးပိတ်ထားရင်လောကကြီးအတော်အေးချမ်းသွားမှာမနက်အာယုံတက်တာနဲ့တွစီအတန်တွေကြားရရင်ဈေးတန်းထဲမှာမိကျန်တို့ရောက်ပြီးသားမှန်အဲ့ဒါကမနက်တိုင်းဘာကြီးခတ်အတွက်နှိုးဆက်မိတဲ့ဈေးတန်းကလေးအပေါ်မေးတင်ထားတဲ့ဘာကြီးခတ်ရဲ့အိမ်အောက်ထပ်ဟာမိကျန်တို့အိမ်လာတို့လိုငစိမ့်ငဆိုးရောင်းတဲ့သူတွေဖြူလေးတို့ထွေးလာတို့လိုကုံစိမ့်တဲ့တွေတည်းမကညွတ်စိန်တို့စမ်းကြည့်တို့လိုငချောက်ငချမ်းရောင်းသူတွေအတွက်ပါနေခင်နေ့လေသမင်းဝင်စားရင်ငါးခုစရာဈေးပန်းအပ်ရနေရဖြစ်တယ်မနက်မိုးမလင်းခင်ငါးတိုင်ကငါပစုံတိုက်လာသူတွေရဲ့အော်တန်ဟေတန်အလုတ်သမားတွေကုံတင်ကုံချရင်စူတန်ဆဲတန်တီရိမင်္ဂလာဈေးကပြင်းပြင်းရွက်လာကြိုကြတဲ့ဖြူသေးတို့ရဲ့ဈေးပန်းခင်းရင်နံနမိတ်လူတန်မင်္ဂလာတုံဘက်ဘောက်တော်ဘဲမှလာပို့တဲ့ခြံရွက်ပစ္စည်းတွေကိုလူဝဲကြတန်တွေစူညံလာတာနဲ့ဗတ်ကြီးခက်အဲ့ရထမ်းမှလူလဲထားကမျက်နှာတစ်ပြီးဖျားဖို့ပြရတဲ့အလုပ်ကနေဆာဒူဝါကိစ္စဖြစ်တယ်တခါတရံဖျားကြော့ကအမျှတန်းဝေ၍မျှမပြီးသေးခင်အယုဒ္ဓအနတ္တတွေအော်ကြီးဟစ်ကျယ်ဖြစ်လာရင်တော့အပြင်ဘက်ကိုကောင်းပြူပြီးဟဲ့ကောင်မတွေဘလို့ဖြစ်နေကြတာလဲစောစောစီစီတစ်တရေမရှိဘူးပိတ်ကြစမ်းနေလို့ပါဇက်တွေခုချက်ချင်းပိတ်ပြောမရရင်ညနေကျငါအိမ်ထဲတယောက်မှဝင်မလာကြနဲ့ငောင်းလိုက်တာနဲ့လေတံတွေရော့သွားစမြဲဘာကြီးခတ်ကိုမလွန်ဆန်နိုင်ပေမဲ့အချင်းချင်းအလျှော့မပေးချင်တဲ့မိကျန်တို့လိုလူမျိုးကတော့မကြတကြနဲ့အမလေးကျုပ်တို့ကလည်းမလွဲတာလို့သာဒီနေရာကိုလာနေရတာပါတော့အခုထီပေါက်ကြီးအခုဈေးပန်းတွေချောင်းထဲကန်ချပြစ်မှာပြောဖြစ်အောင်ပြောလိုက်သေးတယ်ဘယ်သူတွေဘာပြောဘာကြီးခတ်စိတ်ဆိုးမှကိုတော့သူတို့အားလုံးကြောက်ကြတယ်ဘာကြီးခတ်လို့တလ900နဲ့ဈေးပန်းအခန်းနဲ့အိမ်ကဈေးနားလေးမှာတအိမ်မှမရှိကျန်တဲ့အိမ်တွေကသူတို့ကိုယ်တိုင်စံဆိုင်စီဆိုင်တွေပုံချောက်ဆိုင်ကြီးတွေလက်ကားတိုင်းတွေဖွင့်ထားကြတယ်နာအေးပါအေးနဲ့ချစ်ချင်းလေးနဲ့တက်တဲ့ဘာကြီးခတ်တာဈေးနဲ့မနီမဝေးလမ်းမပေါ်မှာတန်ဖြူဆိုင်လေးတစ်ဆိုင်ထောင်ထားပြီးအိမ်အောက်ထပ်တွင်တော့သူ့အိမ်ရှိမှဈေးတယ်တွေကိုပစ္စည်းထားခွဲပေးထားတယ်ဘာကြီးခတ်အနေနဲ့ဈေးတဲ့တယောက်900နဲ့10ယောက်လောက်ထားလိုက်တာနဲ့တလ9000ဝင်ငွေရှိသွားသလိုသူတို့အနေနဲ့လည်းဈေးကောက်ပေးပြီးပြန်ကြရောင်းရတဲ့နေရာမို့ထင်းရှူပုံနဲ့တက်တာပန်းကိုသာယာယီဆိုင်ခုံလုပ်ပြီးတနေ့တစ်ချိန်တွင်းလိုက်ထုတ်လိုက်နဲ့တဲခင်းရောင်းနေရသူတွေမို့ဘာကြီးခတ်တာတနေ့900နဲ့ပစ္စည်းအလက်မခံရင်ဈေးခုံဈေးပန်းတွေသာမကအလေးချိန်ခွင်ကုန်ပစ္စည်းအတွင်းအကြံတွေပါသူတို့နေကြတဲ့တကုံရွှေပြည်သားတာဂေတာဥက္ကလာအထိပြန်တည်ကြရပြီလိမ့်မည်ငွေ900ဆိုတာတနေ့မှ15ကျပ်ကြော်ကြတယ်ဒီတော့မဖြစ်မနေကုန်ရမယ်အဲ့ဒီစရိတ်တွေကိုနည်းနည်းပို့ရှာဒါမှမဟုတ်နည်းနည်းချွေတာလိုက်တာနဲ့မနဲ့မိုးမလင်းခင်တနက်ခါအဖွေးသားနဲ့ဈေးသွားကြိုနိုင်ပြီးညနေဆိုင်သိမ်းနေလဲချစ်လို့လက်လို့ပေါ့ပေါ့ပါအိမ်ပြန်နိုင်ကြတယ်တခုပဲတတိထားရတာကဘာကြီးခက်ကအလိုနာကြီးတက်တယ်သူတို့ဈေးတန်းကလည်းအတန်တဲ့ရောင်းရွေးမရဒီတော့သူတို့ကဆူလိုက်ဘာကြီးခက်ကထွက်ဆဲလိုက်တော့ကြပြန်အဆင်ပြေသွားလိုက်နဲ့မနက်9နာရီ10နာရီဘာကြီးခက်တန်ဖြူဆိုင်မတော်မချင်းလုံးလေလိုက်နေတတ်တယ်သူတို့ဈေးတဲ့တွေအုပ်စုထဲမှာကုံစိမ်းရောင်းတဲ့ဖြူသေးနဲ့ညှက်ဖို့အမွှာညိုမကိုတော့ဘာကြီးခက်ကချစ်တာကြောင့်သူတတိကွယ်2ယောက်ကတော့ကလေးပြတခါတရံဘာကြီးခက်ကိုနှောက်လန်ထိုးတက်ယုံမအပါတန်သူတွေကတော့တောက်ကြတယ်ညအိမ်မရတာဘာကြောင့်လဲညအိမ်မရတာသူ့ကြောက်ပေါ်ကွယ်တဘုံရှေ့ကတချင်းစာသားကိုအတန်နဲ့အတန်ထားနဲ့ဆွဲငငင်ဆိုပြီးမှနောက်မှတဘိုးကိုကြကြဲလလောင်နဲ့စောက်អော်လိုက်တဲ့အတန်ကြောင့်ဘာကြီးခက်ရေချိုးပြေးစမျက်နှာတုပ်ပွားတန်လန်းနဲ့လန့်သွားတယ်ညအိမ်မရတာဘာကြောင့်လဲညအိမ်မရတာသူ့ကြောက်ပေါ်ကွယ်တဘိုးငါချက်အဲ့ဒါဘာဖြစ်တာလဲဟဘာကြီးခက်တည်င်းပေါက်ကခေါင်းပြူပြီးဈေးတန်းလေးပန်းငုတ်ကြည့်ရင်ပါဇက်မှထွက်သွားတယ်တဘိုးစီရောင်းတာလေးဘာကြီးခက်ရဲ့ဝယ်မလို့လားဖြူသေးကလှမ်းမိတယ်ဈေးတဲ့ကတော့ဆိုရင်အော်ရင်ကဟိုဘက်ထက်ရောက်သွားပြီဖြစ်တယ်ခေါ်လိုက်ရမလားညက်ပူကမှော့ကြည့်ရင်လှမ်းပြီးတော့ဘာကြီးခက်စိတ်တူသွားတယ်
မခေါ်ပါဘူးဘာလို့ဖို့ခေါ်ရမှာလဲတကယ်တဘိုးဆေးရောင်းတာများအေးမအော်ဘူးတချင်းကဆိုလိုက်ရသေးတယ်သူဆိုတာနားထောင်လို့ကောင်းတယ်ဘာကြီးခက်ရဲ့ဘာကောင်းရမှာလဲတဘိုးနဲ့စောက်အော်နေတဲ့ဥစ္စာအဲ့ဒါကစိတ်ဝင်စားစရာကောင်းတာကောင်းရောင်းကောင်းဝယ်လှုပ်ရှားတာပဲအဘရာအေးဆေးရောင်းချင်ကြတာပေါ့ဒါပေမဲ့လူတွေကရိုးရောင်းရင်မဝယ်ချင်ကြဘူးဘာကြီးခက်ရဖြူသေးကလူကြီးသူမလို့တိတိကျကျပြန်ပြောတော့ဘာကြီးခက်ကအမဲဈေးရောင်းတာများရိုးမရောင်းလို့ဘလို့ရောင်းရမလဲကပြေများရောင်းချင်သေးလို့လားညီကသိရင်ကရမှာပဲအကလေးနဲ့အဆိုလေးနဲ့ဆိုတော့လူတွေကစိတ်ဝင်စားပြီးဝယ်ကြရောဘာအကလေးနဲ့အဆိုလေးရမှာလဲနားကြီးတယ်ဟာဗတ်ကြီးခက်ကလည်းရက်ဆက်လာကြီးလားဗတ်ကြီးခက်ကတထေးကိုပြောအားရှိတာပေါ့ကျမတို့ဆင်းရဲသားတွေကတော့ဒီပါဇက်ကလေးတစ်ပေါင်းနဲ့လှုပ်ရှားနေရတာပါဇက်ကြီးပိတ်ထားလို့ဘာမှအလုပ်မဖြစ်ဘူးမဝယ်ချင်အောင်ပြောရတာသူများတွေလိုရှောက်လိမ်မနေရင်ပြည်တာပဲသူတို့ပြောတာဆိုတာနားထောင်ရတာပျော်တော့ပျော်သေးဘာကြီးခက်တာလူလောကကြီးမှာနေပြီးလူတွေနဲ့ဝေးနေတာအောင်မဲတောက်ကောင်မလူကလေးကြည့်တော့လက်တော့လေးရှိသေးတယ်ငါ့ကိုများဖြူသေးကပြောလဲပြောပါဇက်ကဟိခနဲ့တစ်ချက်ရီလိုက်တုံးမှာပဲဈေးတဲ့တယောက်အော်ရင်ဟေးရင်သူတို့ရှေ့မှဖြတ်သွားတယ်ချစ်ကိုတို့ချစ်ညီတို့ချစ်ရောက်ဖားတို့အတွက်အယောင်သွက်ပစ္စည်းဘီကလေးနဲ့အတူတွဲပြီးသားစောင့်ထားလိုက်ကောင်မလေးတွေဆွဲချစ်တာခံရလိမ့်မယ်လက်သေးနဲ့အဲ့ဒါကဘာတဲ့တုံးဘောင်းလင်းစီလေးပါကြီးခက်ရဲ့ဝယ်လိမ့်မလားလိမ့်ချင်မောင်ဟိဘာဖြစ်လို့လဲဆွဲချစ်မှာကြောက်လို့လားတဲ့ဒီကောင်မလေးတိတ်ဆန်ကိုစေးကိုရောင်ပြောဆိုတင်းတကားကိုဂျိုင်းကနေဆွဲပေးလိုက်တဲ့အဖိုးကြီးရဲ့စိတ်တူသွားသောတင်ကြီးသားကြောင့်ဖြူသေးဆက်ကလေးပို့ဝင်သွားတယ်။ကျောက်ကနားပူမှာကြောက်လို့မိမတော်ယူခဲ့တဲ့ကောင်မဟုတ်ဘူးခမ။အခုတော့ဗျာတနေ့လူတွေအားနေတဲအော်ကြတာပဲ။ကျောက်ကဈေးတန်းထဲနေတော့ပိုဆိုးတယ်။ဒါကြောင့်အလုတ်တောင်လွတ်ရကြွရလာလောက်တာ။ဘာကြီးခက်ရဲ့တန်ဖြူဆိုင်မှာအလုတ်အပ်သူဖောက်တယ်မှန်သမျှသူပိတ်ပြောထားတဲ့စကားကြောင့်ဘယ်သူမှစကားကြမပြောဘူးအလုတ်ကိစ္စသာလို့တို့ရှင်းပြောကြလိမ့်ရှိတယ်ယနေ့မနေ့တော့တန်မုံလာအပ်တဲ့မျက်နှာစိမ်းတရားကိုတော့ဘာကြီးခက်စိတ်ဝင်စားမိတယ်သို့တော့ထိုသူကဘာကြီးခက်ထက်နှုတ်နေပြီးမျက်နှာကြောတင်းနေတော့ဘာကြီးခက်လည်းသူ့ဆန်ချိန်ကိုသူမချနိုင်တာကြောင့်တိချင်စိတ်ကိုမျိုးသိပ်ပြီးသူ့ခိုင်းတဲ့အတိုင်းလုပ်ပေးလိုက်တယ်စီအချိန်30ဝင်စီဘုံရဲ့လက်မပတ်လည်အဝိုင်းရှိရဲ့အဖုံးကိုဖွေကထိုအဝါနဲ့တိုင်းပြီးအထဲကတန်ဘုံဖင်အထိပိုက်လုံးအရှိတလုံးစီကိုလောက်ကတန်ဘုံအတွင်းသို့တောက်လျှောက်အတေတက်ပေးရန်အက်ကထိုင်ဆောက်ယူတယ်။စကားမများတဲ့ဆက်ဆူတဲ့အလုပ်ကိုမုန်းမိမယ်။ထို့တူတူဆဆန်းစိတ်ကိုရှိသူကိုတော့ဘာထဲဖို့လဲ။ဘယ်နေရာမှာသုံးမှလဲလို့ဗကြီးခတ်မေးကြည့်ချင်စိတ်ပေါ်လာတယ်။သို့တော့မျက်နှာထားတင်းမျက်မှောင်ကုတ်နဲ့မျက်နှာတုပ်ပွားကြီးခေါင်းပေါင်းကပစိုးတူဝတ်ထားတဲ့သောသားလူဖြောင်းစိတ်တူရဲ့ပုံတံကဘာကြီးခက်ရဲ့နှုတ်ကိုရင်းငုံနှောက်ပိတ်နေစေတယ်။တနေ့လုံးအခြားအလုပ်တွေလုပ်နေရပေမဲ့သူ့လှုပ်သက်တစ်လျှောက်လုံးတစ်ချိန်တစ်ခါမှလုပ်မပေးခဲ့ဘူးတဲ့။တန်ကဟေစော်ပေးလိုက်တဲ့စီပုံထဲကပိုက်လုံးကလေးကိုမြင်အောင်ပြီးအသွေးနဲ့ကျဲနေမိရမှာညနေအိမ်အပြန်တွင်တော့သူ့အိမ်အောက်ထပ်မှာဈေးသိမ်းနေတဲ့သူတွေအကြားကငါ60ညွတ်စိန်နေရမှာတွေ့လိုက်ရတဲ့စီပုံနှစ်ပုံကြောင့်မျက်လုံးပြူသွားတယ်။ဒီတစ်ခါတော့သူ့နှုတ်ကအလိုလိုထွက်သွားတယ်။ဟဲ့ဒီတန်ပုံနှစ်ပုံကဘလို့ဖြစ်လို့ငါအိမ်ရောက်နေရတာတော့မှန်ဟုတ်ပါတယ်ဒီပုံမှာမနက်ကငါလှုပ်ပေးလိုက်တာဆိုတော့ညွှန်စိန်ကကုံပြီပါကြီးခက်ရေအဲ့ဒီပုံနှလုံးကြောင့်ကြောက်တော့အရင်ပြုတ်ပြီလို့ပြောရင်ငိုပါတော့တယ်ညွှန်စိန်ဘေးကစမ်းကြည့်တို့ဖြူသေးတို့မိကြံတို့ကပါကြီးခက်ကိုတတ်တော်ငေးကြည့်နေရမှာစမ်းကြည့်ကဒီပုံကပါကြီးခက်လှုပ်ပေးလိုက်တာဟုတ်လားဆိုတော့ဟုတ်တယ်အထဲမှာပိုက်လုံးတသေးလေးထည့်ထားတယ်မဟုတ်လားတော်သားကြီးတယောက်လာလောက်တာလေဒါနဲ့နေပါအောင်ဒီပုံတွေကညီတို့နဲ့ဘလို့ပတ်သက်နေလို့တော့ငါမနဲ့ကလေးကမေးချင်နေတာအဲ့ဒီလူကနှုတ်ဆက်နေလို့ငါသိချင်တာမမေးလိုက်ရဘူးအမလေးနှုတ်မဆက်ပါဘူးဗကြီးခဲရဲ့ပြောလိုက်တဲ့စကားမှရေပက်လို့တော့မဝင်ပါဘူးစကားတွေဖောင်လာအောင်ပြောပြီးအဲ့ဒီစီနပုံနဲ့တုတ်တို့ကိုမျက်လှည့်ပြသွားတာပေါ့တော့ဘလို့မျက်လက်ပြသွားတာတော့ဟဲ့ပြောစမ်းပါအောင်ဈေးထဲမှာလူတွေရှုပ်နေတော့အဲ့ဒီမျက်နှာတုပ်ပွားခေါင်းပေါင်းထားတဲ့လူကြီးနဲ့က
ကောင်လေးတယောက်ဟောဒီစီအချိန်20ဝင်ပုံနှစ်ပုံကိုဆွဲပြီးငါ6လာဝယ်တဲ့တီလာပါငါ6ကောက်ကောင်လို့ချင်တယ်တဲ့တော့အလူမှာငါ6ထောင်းကြော်ကျွေးမလို့ဆိုတော့ကျမကလည်းအဟုတ်မှတ်ပြီးကာကူရန်6တွေ15ပိတ်တာချိန်ပြီးဈေးလဲလျှော့ပေးလိုက်တယ်ငွေရှင်းခါနီလဲကြရောဟာပတ်စံအိတ်ကတဲတဲ့အိမ်မှာကြံခဲ့ပြီလို့သူ့ဟာသူပြောပြီးကောင်လေးကိုဒီလိုလို့ငါစီနှပုံးနဲ့ငါ6ဆိုင်ကစောင့်နေမယ်မင်းပတ်စံပြေးယူလိုက်ရော့ဟောဒီအထုပ်ပါထန်သွားဆိုပြီးငါ6ထုပ်ကိုကောင်လေးကြောပေါ်တင်ပေးလိုက်တာကျမတို့တော့ဘာလို့ရမှန်းမသိခင်ကောင်လေးလဲတုတ်တုတ်နဲ့ပျောက်သွားတော့တာကျမတို့တတိယလို့ဘယ်အထိသွားယူမှလဲဦးလေးရဲ့ဖြစ်ပါမလားပြောတော့ဟောဒီညောင်တန်းတင်မှာသူမကြီးရဲ့စိတ်ချပါဒီစီနှပုံးနဲ့ဘာကြီးဘယ်မှမပြေးပါဘူးတဲလို့လည်းမနိုင်ပါဘူးသူပြန်လာမှတယောက်တစ်ပုံတည်ပြန်ရမှာပါဆိုတော့ကျမလည်းစိတ်ချသွားတာပေါ့ဒီနေရာရောက်တော့ဘာကြီးခက်ဆက်လန်းကိုတွေးမိပြီးဖြစ်တယ်သို့တော့ရှစ်ဆက်ဘလို့စခန်းသွားမလဲဆိုတာသိချင်၍စက်နားထောင်နေလိုက်တယ်သူကကျမတို့သူ့ကိုမတင်ကဖြစ်ချင်မရအောင်စကားတွေအမျိုးမျိုးပြောရင်းကစီပုံးတွေကိုခွေပြပြီးနှီးတဲ့အရှည်လေးကိုတဆုံထိုးသွင်းပြီးပါလာတဲ့စီတွေကိုပဲစီစစ်မစစ်ကြည့်ခိုင်းတယ်ကျမတို့ကလည်းသူ့စီကကောင်းလုံးလို့ဈေးမေးကြည့်တဲ့သူကမင်းနဲ့ဆိုတော့သူကစီနှပုံးရဲ့တန်ဖိုးကအချိန်20ဆိုတော့12000ကျတယ်တဲ့ဒါတော့ပုံဖို့မပါသေးဘူးပုံတွေကဒီကြမှာဝယ်တဲ့အစ်စ်တွေဂျွာကငွေထုတ်ပဲပါလာတာဒီကပြန်ရင်ညောင်ပင်လေးစေးမှာတက်တုံအာလူအိတ်လိုက်သွားဝယ်ရအောင်မှာဘာညာနဲ့ပြောနေတာအတော်ကြာတဲ့အထိကောင်လေးပြတ်မလာသေးတော့သူကပဲဒီကောင်ဘာလို့ကြာနေပါလိမ့်ပတ်စံအိတ်ပဲရှာမတွေ့လို့လားမသိဘူးဆိုပြီးကျမတို့ကိုသူမကြီးရဲ့အပားလိုက်သွားလိုက်အောင်မယ်ဒီစီပုံးတွေလည်းညီးစီမှာပဲအပ်ထားခဲ့မယ်ဒါမှညီးလဲငါ့ကိုစိတ်ချမှာကျောက်စီပုံးတွေကညီးင6ထက်ပိုတန်တယ်ကွဲလို့တောင်ပြောလိုက်သေးတယ်ကျမကအဟုတ်မှတ်လို့ခက်လက်လန်းရောက်မှသူကလှဲ့ပြီးတကယ်လို့ငါပြန်မလိုက်နိုင်တော့ရင်လဲစိုက်ကားနဲ့သူ့ကိုလှုပ်လိုက်မယ်ညီးင6ဖို့ယူပြီးစီပုံးတွေသူ့ပြန်တင်ပေးလိုက်ဆိုလို့ဟုတ်ကဲ့အဖရေစိတ်ချလို့တောင်ပြောလိုက်သေးတယ်ဘယ်သိမလဲတော့ပုံမသူများကိုလိမ်မစားဘူးတာသူများကကိုလာလိမ့်မယ်လို့ဘယ်ထင်မှမလဲညနေစည်းသိမ်းတဲ့အထိစီပုံးတွေလာယူနိုးနဲ့မျောနေတာမလာတဲ့အဆုံးကြမှာဟိုဘက်ကမိချန်တို့ကညွတ်စိန်ရေညီးလူကြီးကဟုတ်မဟုတ်ရဲ့လားဆိုတော့မဟုတ်လဲဘာရေးလဲငါ6က9000ဖိုးပဲရှိတာသူ့စီပုံးကသိမ်းလိုက်ယုံဘောလို့ပြောပြီးစီပုံးကိုဆွဲမလိုက်တာမြောက်ခနဲပါလာတော့လန့်သွားတာစီပုံးကပေါ့လေးပါကြီးခက်ရဲ့အထဲမှာပိုက်လုံးချင်းလေးထဲမှာအပြည့်ထည့်ထားတဲ့စီကတပုံးကို20သားလောက်လေးပါတာသမင်ကျမတို့ရုံအောင်အပြည့်ပါတလို့နဲ့နှီးနဲ့ထိုးပြသွားမယ်နောက်မှသိတယ်ရိုးပုံပန်းနဲ့အလဲကလူလင်ကြီးညွတ်စိန်ကနှက်ကိုရှုပ်ခနဲ့ညှင့်ရင်ထမိန်နဲ့တုတ်ကမျက်ရည်တောက်ကြနေတယ်လက်စတက်တော့အဲ့ဒီစီပုံးကဗကြီးခက်လက်ဖြစ်ကိုဗကြီးခက်ကအဲ့ဒီစီပုံးလက်အတုံးကဘာလို့ဖို့လဲလို့မေးမကြည့်ဘူးလားမေးမှမဟုတ်ပါဘူးလေဗကြီးခက်အကြောင်းသိပါတယ်ပြူသေးတဲ့အောင်သူဟာသူမေးပြီးသူဟာသူဖြေနေသည်ကိုဗကြီးခက်ကြောင်ကြည့်နေရင်စိတ်ထဲမှာငါကိုကလည်းမကောင်းပါဘူးလေဒီလိုထူးထူးဆန်းဆန်းလုပ်ပေးလိုက်ရတာကိုမင်းဆန်းကြည့်မိလို့မတင်ကားစရာတဲလွန်စားရရင်ဒီအလုပ်ကိုငါလက်ခံချင်မှလက်ခံဖြစ်မှာငါလက်မခံလို့တခြားလဲအပ်စရာမရှိရင်ဒီကောင်မလေးဒီလိုပြစ်ချင်မှဖြစ်မှာလို့မသွေးစပူသွေးနေမိတယ်အားလုံးကြာသမျှအမြယူတော်မူကြပါကုန်သောယူမယ်အကုန်ယူမယ်တယောက်တည်းအကုန်ယူလို့ရမလားအခါတိုင်းလဲမျှယူနေကြပဲကျုပ်တို့လည်းယူမှာနော်ဒါပဲဒီနေ့မရရင်နောက်နေ့လည်းမယူတော့ဘူးဗကြီးခက်အမျှဝေနေရင်တန်လန်းမှာပြစ်တာရက်သွားပြီးအိမ်အောက်ရောက်သွားတဲ့စိတ်ကိုအမြန်ပြန်ရုပ်ကမန်ကရန်တာဒုဟုတာဒု3ချိန်ခေါ်ပြီးအိမ်ရှိဝရန်တာတို့ထွက်ရက်ကလမ်းပေါ်ငုံကြည့်တော့စောစီတက်တုံမိတ်လာပို့တဲ့ချမ်းသမားစီမှာအလူအရက်ဝဲနေတဲ့ကုံစိန်တဲ့ကောင်မလေးတယောက်နဲ့ဖြူသေးညီမညှက်စီကိုတွေ့ရတယ်ဗကြီးခက်ခေါင်းရမ်းပြီးအိမ်ထဲပြန်ဝင်လာခဲ့တယ်ဒီနေ့ဦးပုံနေတန်ဖြူဆိုင်ပိတ်တယ်သူ့အိမ်ရှိကပြန်ကြစီကလေးကဒီနေ့လူပိုစီပြီးပို့ဆူညံပေတော့မြည်ဒီတော့သူဖျားတဆူသွားပြီးနာအေးပါအေးပတိစိတ်နေဖို့ဆုံးဖြတ်လိုက်တယ်အိမ်ကဖျားမှ8ပါးတီလာယူကနက်နက်စာစားတော့ပြီးပဇွန်တောင်ဘူတာဘက်ကိုထွက်လာက
မရောက်တာကြာပြီဖြစ်တဲ့မလမှုဖျားတို့မြို့ပတ်ယထာစီကအေးအေးချမ်းချမ်းလိုက်ပါလာခဲ့တယ်။ခရီးသွားလောက်တာပြည်သူများခမညာကြာမတော်မူပါစေ။အာဒုက္ခပါပဲလို့စိတ်ထဲကညှဉ်းညူရင်အတန်လာရာတို့လှည့်ကြည့်လိုက်တော့စာရွက်တစ်ထက်ကြီးကိုကင်ထားတဲ့လူတစ်ယောက်ထိုလူစီကိုအာယုံရောင်းနေစဲမှာပဲရှက်အင်ကြီးအဖြူပစိုးအပြကွက်နဲ့တရေအိတ်အသေးလေးတစ်လုံးလွှဲထားတဲ့မွန်မွန်ရေရေလူရွယ်တယောက်ဗကြီးခက်ရှေ့ကထိုင်ခုံမှာဝင်ထိုင်ရင်ဗကြီးခက်ကိုနှစ်လုတ်ခွဲရအပြုံးနဲ့ပြုံးပြနှုတ်ဆက်တယ်။ထိုလူရွယ်ရဲ့ခင်မင်ချစ်ပွဲအနေအထားကြောင့်ဗကြီးခက်ပြန်ပြုံးဖြစ်သွားတယ်။ပြီးတော့စိတ်ကစောစောကအတန်စီပြန်ရောက်သွားပြန်တယ်။ခရီးသွားလောက်တာပြည်သူများကျမ်းမာတော်မူကြပါစေခမညာ။ကျမ်းမာချင်းသည့်လက်တစ်ပါးမို့လူသားအလုံးကျမ်းမာတော်မူကြစေဖို့အတွက်အန္တရာယ်ရှိတဲ့အစားအစာတွေကိုတွဲဖက်မစားမိကြစေဖို့တတိပေးစာတွေကိုဖြတ်ဝေရောင်းချပေးပါရစေခမညာတောင်ရှာသီးနဲ့ငါတစ်တာကိုတွဲပြီးစားတော်မမူကြပါနဲ့ခမညာစားတော်မူရင်ဖြင့်သေတော်မူတတ်ပါတယ်ခမညာမင်းကိုတီးနဲ့တကြားစားတော်မမူကြပါနဲ့ခမညာစားတော်မူရင်သေတော်မူတတ်ပါတယ်ခမညာယထာတွဲထဲမှာလူတွေကသူ့အပြောကြောင့်ပြုံးစီဖြစ်ကုန်ကြတယ်။ဗကြီးခက်ကတော့သူ့အပြောကိုပြတ်ချော်နိုင်တဲ့ထင်၍မျက်မှောင်ကျုံနေမိတယ်။ကိုင်းဦးနဲ့ပဇွန်ချင်းတွဲစားတော်မမူကြပါနဲ့ခမညာ။စားတော်မူရင်သေတော်မူတတ်ပါရဲ့ခမညာ။ဝက်သားနဲ့ထရေချိုတွဲတောက်တော်မမူကြပါနဲ့ခမညာ။တောက်တော်မူရင်ဖြင့်သေတော်မူတတ်ပါရဲ့ခမညာ။ထိုလူကမတဲတဲ့အစားအစာဆယ်မျိုးခက်ကိုရွတ်ပြပြီးရှက်ဆက်မရွတ်တော့တာကြောင့်ထက်မှန်တိလိုသူတွေကစာရွက်ဝယ်ဖက်ကြတယ်။မြစ်တာညို့ဘူးတာရောက်တော့တူတစ်ဖက်တွဲကူးသွားတယ်။သွားခံဒီဗကြီးခက်ရှေးမလူကိုလက်ပြနှုတ်ဆက်သွားတာကိုတော့ဗကြီးခက်နက်နက်စိတ်ဝင်စားသွားတယ်။ပို့ပြီးစိတ်ဝင်စားစရာကောင်းတာကထိုလူရွယ်ကထိုင်ရမှထပြီးစောစောကလူရက်သွားတဲ့နေရာသို့သွားရက်ကတရေအိတ်ထဲကအထုပ်ကလေးတွေကိုနှိုက်ယူပြလိုက်ခြင်းဖြစ်တယ်။တစ်ဆက်တည်းမှာပဲသူ့ရဲ့နှုတ်ကအောင်မြင်ခန့်ညာတဲ့အတန်နဲ့ရာဇဝင်လေးတစ်ခုကိုပြောပြပါရစေခင်ဗျာကျွန်တော်ရောင်းမဲ့ပစ္စည်းကိုအခုချက်ချင်းဝယ်မစားကြပါနဲ့အောင်သူတို့ရဲ့အဖြစ်တစ်နှစ်ကလေးကိုကျွန်တော်အရင်တင်ပြပါရစေဘာကြီးခတ်မျက်ခုံနှစ်ဖက်ပင့်တဲ့သွားတယ်တနေ့တော့အခါမှာလေပြင်းမုန်တိုင်းကြပြီးပေါ်ပီကတံမြာတီးကလေးဟာပကိုးစားနဲ့တွေ့ပြီးမော်လမြိုင်ကစစ်အိုကြီးတစ်လုံးထဲမှာပေါင်ဖက်မိကြရင်ကဟောဒီမျိုးပက်ရထားကြီးပေါ်မှာ၆တီဆေးပြားကလေးတွေမွေးဖွားလို့တီးသွားလောက်တာပြည်သူများကိုစားစေချင်တာနဲ့1500ကျန်းနဲ့ဝေမျှပေးပါစီခင်ဗျာမစားရက်လို့တင်ထားပြီးအိမ်ကြမဇနီးမယားသားသမီးတွေကိုကြွေးလို့လည်းရပါတယ်ခင်ဗျာ။အော်လူတွေအတော်လဲပြောတတ်ကြတာပဲလို့ဗကြီးခက်သွေးရင်ကယထာတဲကဈေးတဲ့တွေရဲ့အပြောကိုတဘောကြပြီးဝယ်နေကြတဲ့ခရီးတဲ့တွေကိုကြည့်ရင်ကဖြူသေးပြောတဲ့ပါဇက်တစ်ပေါက်နဲ့လှုပ်ရှားနေရတယ်ဆိုတဲ့စကားကိုစစ်ပွားပြီးအသွေးနဲ့ချဲနေမိတယ်။အချိန်အတော်ကြာမှအဝေးမြင်ခွင်းထဲမလမှုဖရားရဲ့ပုံရိပ်တွေထင်လာမှတရားလေးဘူးတာရောက်တော့မယ်ကိုတတိယကတကားပေါက်ပဲအတင်းထွက်ရထားဖို့ပြင်တော့လွယ်အိတ်တလုံးနဲ့လူတယောက်ပေါ်လာပြန်တယ်။လက်ထဲမှာလည်းရှည်မျောဘူးကလေးတွေကင်မြောက်လို့လာပြန်ပြီတယောက်ဒီတယောက်ကတော့နောက်ဆုံးပါပဲ။နောက်လာမဲ့လူတွေနဲ့တွေ့စရာမလိုတော့မင်းကရောဘာတွေဘလို့ပြောပြီးဘယ်ပစ္စည်းရအောင်မတော့မစင်းခင်နားထောင်ရသေးတာပေါ့ကွာလို့ဗကြီးခက်စိတ်ကတိတ်ပြောရင်စိတ်လိုလဲရငေးပြီးနားထောင်ပေးလိုက်တော့တယ်လူကြီးမင်းများအားလုံးအသိဖြစ်ပါတယ်ဘာမှတော့မပြောရသေးဘူးဘာကိုသိရမှာလဲဒီနေ့လကွယ်ဥပုံနေ့ပါခမဩဒါကိုပြောတာကိုဥပုံနေ့ဆိုတော့ဘာဖြစ်လဲဥပုပ်ဆောက်ကြပေါ့ဒီနေ့လကွယ်နေ့ဆိုတော့ဈေးကြီးတွေပိတ်ပါတယ်ခမတနင်္ဂနွေနေ့လည်းဖြစ်လို့တောင်းလဲပိတ်ပါတယ်ခမရုံးတွေလည်းပိတ်ထားပါတယ်ခမသူဘာဆက်ပြောမလဲလို့ဗကြီးခက်စိတ်ဝင်စားလာတယ်ဈေးပိတ်တယ်တောင်းပိတ်တယ်ရုံးပိတ်တယ်ပါဇက်ပိတ်လို့မရဘူးခမအဲ့ဒီပိတ်မရတဲ့ပါဇက်တွေတက်ရှင်းစင်ကြယ်နေဖို့အတွက်သွားတိုက်စေဘူးကလေးပါပဲခမနောက်ထပ်ဆက်ပြောတာတွေကိုဗကြီးခက်မကြတော့